ရှင်ကအမကိုဒီစာသားပဲလာပြီးတော့ခဏသူရေးတယ်ပေါ့နော်မြန်မာပြည်သားတွေအကလုံးချမ်းသာတော့မှာပဲတဲ့မြန်မာပြည်သားတွေအကလုံးဒီလုံးလို့ရင်တော့အားလုံးချမ်းသာမှာပေါ့နော်လက်ငန်းကြောင်းတော့မညီဘူးလေနော်တော့ဒီလုံးကိုရွေးချယ်ပြီးလုပ်တဲ့သူကတော့ချမ်းသာမယ်မလို့ရင်တော့မချမ်းသာဘူးသူများနေစားလာကစားဘဝနဲ့ချမ်းသာလို့ရမလားကဲဒါဆိုတော့အမပြပြမယ်နော်ကိုရွေးချယ်နေရလေးမှန်တယ်ကိုလုံးရတာလေးကနီးစနစ်ကြတယ်ဆိုပြီးဘယ်သူဆိုချမ်းသာလို့ရတယ်အမအများကြီးမပြောအခုလက်ရှိဒီမှာအမစီးနေတဲ့ကားနော်ဒီကားကိုအမကတော့ဟဲ့ဒီ app software ကြော်ညာမျှဝေမိတ်ဆက်ရင်းနဲ့ရလာတဲ့အမြတ်ငွေနဲ့ထုတ်ပြီးတော့ပတ်စံသွင်းနေတာဖြစ်တယ်ကဲဒီမှာတွေ့လားနော်ဒီမှာတွေ့လားတဲလေးတို့ကြီးဒီမှာတွေ့လားဒီပတ်စံကအခုအမဒီကားဖို့သွားသွင်းမဲ့ပတ်စံနော်ဒီကားဖို့သွားသွင်းမဲ့ပတ်စံကအမကြော်ညာမျှဝေမိတ်ဆက်တဲ့ app software ထဲကနေရတာဖြစ်တယ်ဒါကြောင့်မလို့ကိုရွေးချယ်တဲ့နေရာလေးကမှန်နေပြီလားကိုအခွင့်ရေးပေးပြီးလားအဲ့ဒါကပို့ပြီးတော့အရေးကြီးတယ်နော်ချမ်းသာဖို့မလိုဘူးရှိနီးလားမှန်နေဖို့လိုတယ်စိတ်ချမ်းသာတယ်နော်Hello အားလုံးမင်္ဂလာပါအခုဒီပေါ်ကဗီဒီယိုကဆိုလို့ရှိရင်ဒါကျွန်တော်ဘက်က senior အမကြီးမမဟုတ်ရဖြစ်ပါတယ်ကွာဒီမကဆိုလို့ရှိရင်ကျမရေမကောင်းတဲ့ကြားတွေကတော့ topic ကိုစူးစမ်းရင်းနဲ့အခုဆိုလို့ရှိရင်ကိုပိုင်ကားလာဝယ်စီးနေပါပြီပေါ့နော်ကျွန်တော်တို့ထိုင်းတို့မလေးရှားတို့ရောက်နေတယ်ကျွန်တော်တို့ရွှေမြန်မာတွေဒီအမလိုမျိုးပဲဟာလားစူးစမ်းခွင့်ရှိတယ်ကျွန်တော်တို့စူးစမ်းရင်စူးစမ်းသလိုတကယ်ပဲကားစီးနေတဲ့ဒီထားတိရောက်မှာနော်ကျွန်တော်တို့ဘက်မှာဒီအမလိုမျိုးပဲတခြားသူတွေလည်းအများကြီးရှိတယ်စူးစမ်းရင်လည်းတရက်ကိုဘတ်ငွေ1000 ခန်းတောင်းခန်းကနေစားပြီးတော့တလားကိုဘတ်ငွေ3 ခန်းထိဝင်တဲ့ကျွန်တော်တို့စီနီယာအမတွေရှိတယ်ပေါ့နော်တကယ်စူးစမ်းရင်တကယ်ရတယ်ဆိုတာကိုဒါသက်သေပဲမယုံကြည်တဲ့သူတွေကတော့ကြော်ပါလို့ရတယ်ဘာပြဿနာမရှိဘူးနော်မယုံကြည်တဲ့သူတွေကြော်ပါလို့ရတယ်ရေယုံကြည်နဲ့လက်တွေ့ပြီးလုပ်တဲ့သူတွေကတော့တကယ်ကိုတေချာပေါအောင်မြင်ကြပါပြီtopic ကိုကြိုးစားချင်လို့ရှိရင်ကျွန်တော်တို့ရဲ့ဆက်သွယ်နိုင်ပါတယ်ခင်ဗျ